အားလုံးပဲမင်္ဂလာပါ Audiobook by DY Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော် channel စတင်ချိန်မှာပထမဆုံးတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းကတော့ဆရာသင်္ခါရာဇာရေးသားခဲ့တဲ့လက်ရဘလူးဇာတ်လမ်းတွေပဲဖြစ်ပါတယ်အလောင်းမီဒီယာကြီးဦးအောင်စီရတတိယမြန်မာနိုင်ငံတို့ကိုတည်ထောင်ခဲ့ရမှာပြည်တော်ဘက်တရေတအုပ်ဖြစ်ပါဝင်ခဲ့ပြီးလက်ရဘလူးလို့လူတီများတဲ့မင်းထင်တော်ရတာဟာတကယ်ရှိခဲ့တဲ့ဝင်းမှုတစ်ယောက်ပေမဲ့ဝင်းမှုတွေဟာနာမည်မကျော်ကြတာရဲ့ဝင်းမှုတွေထဲမှာလူချာဗိုလ်ချုပ်အနေနဲ့ဥဆောင်ရတဲ့သူဖြစ်တာရဲ့တကယ်လဲဘိုတွန်နဲ့တွဲပြီးဘိုတွန်လိုကြမ်းခဲ့တာတွေကြောင့်လက်ရဘလူးကိုဇက်ကောင်ယူပြီးတရေတယောက်ဖြစ်ဖန်တီးယူခဲ့တာလို့ဆရာသင်္ခရာဇာကဆိုပါတယ် Mobile Legends တဲကမင်းစစ်သားဟာရာဇဝင်တဲကချက်စစ်သားရဲ့စိတ်ကူးရင်ပုံရိပ်တစ်ခုဖြစ်တယ်လို့ပါပဲလက်ရဘလူးဟာလည်းစိတ်ကူးရင်ဇက်ကောင်သားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့စာရေးသူရဲ့စာဖတ်ပရိသတ်တွေကိုပေးခြင်းတဲ့ message ရဲ့ဒီနေ့ခေတ်ရဲ့အကြောင်းအရာအချို့ပေါ်သူပြောခြင်းတဲ့ရှုထောင့်ရဲ့လက်ရဘလူးကိုအသက်သွင်းခဲ့တဲ့စိတ်နေစိတ်ထားနဲ့ခံယူချက်တွေရဲ့ဒီအရာတွေကိုနှစ်သက်လို့ပြန်လည်တင်ဆက်ခြင်းဖြစ်ပါတယ်ဒီနေ့ episode ကတော့ဇလန်းမလာခင်မှာပါဝင်တဲ့ဇက်ကောင်တွေနဲ့အရင်ဆုံးမိတ်ဆက်ပေးကြတာပါကဲစလိုက်ရအောင်ဗျာလက်ရဘလူးတကောင်းမလဲအရက်မှဖုန်ကြီးကျောင်းသားငဆန်ခေါ်ငညူသူနတ်ချစ်ဦးမင်းတိုက်ဟာအနိုင်ယူခဲ့၍ဦးအောင်စီရလာရောက်ခေါ်ဆောင်ပြီးလက်ရဘလူးဟုဘွဲ့အမိပြီးခဲ့ရတနာသိန်ကမြို့တီးပြီးသောအခါမင်းထင်တော်ရထားဘွဲ့ဖြစ်အရှိဝင်းတော်မူဖြစ်လာသူအလောင်းဖျားလူဟုကြော်ကြားသည်သပင်ရှိရှိလူကောင်းညံ့ညံ့အသားလက်လက်နှင့်ကျစ်လက်သောခန္ဓာကိုယ်ရှိပြီးလက်ယုံထက်နှလုံးရည်ပုံမူထက်မြက်သည်လက်တစ်ပြက်ညံပရိယေစစ်နီးဖြူအားများတွင်ပိုင်နိုင်၍အများနှင့်မတူထူးခြားစွာလောက်ကင်ကြံစီတတ်သည်တို့ရတွင်အထက်မိတ်များကိုမကြာခဏဖောက်ဖျက်၍စိတ်ထင်ရလောက်တတ်သဖြင့်ပြစ်ဒဏ်ပေးခံရမှုများပြီးရှေးဦးချီကင်းထောက်တတ်၏တက်မှုအဖြစ်သာအချိန်အများစုကိုကုန်လွန်ခဲ့ရသည်မိသည့်အချိန်ဖြစ်စေစစ်ဦးဘလူးပါတိုက်လေးရှိကာနောက်ပိုင်းကာလများတွင်အားထားရသောဗိုလ်မှူးတဦးဖြစ်လာသည်အလောင်းပြားလက်ထက်လွန်ချိန်တွင်အယုဒ္ဓယ၌အချင်းကျနေပြီးစင်ဖြူရှင်လက်ထက်ရောက်မှမင်းမှုပြန်ထမ်း၏ဒိန်ဒီတိုက်ပွဲတွင်တရုတ်တို့နှင့်တိုက်ရင်ကြာဆုံးခဲ့သည်ဘိုတွန်မင်းလာမင်းခေါတော်ရတာဘွယ်များဖြင့်တမိုင်းတွင်ထင်ရှားခဲ့သောမုတ်ဆိုးချုံရွာဗိုလ်မှူးကြီးကုန်းမော်ခေ၏လက်ယုံအကောင်းဆုံးစစ်သူကြီးလည်းဖြစ်သည်လူတစ်ထောင်ကိုတဦးတည်းဖောက်ထွက်နိုင်သည်ဟုကြော်သည်အလွန်တန်မာရဲရင်၍အနစ်နာခံတတ်သောညွညွတုတ်တုတ်သူရဲကောင်းကြီးဦးကောင်းနှင့်အတူအလောင်းဖျားအားထားရသောလက်ယုံတစုဖြစ်ခဲ့သည်မဟာသေနာပတိတနတ်ဝန်ဦးအောင်စီရ၏ငယ်ကျွန်တော်ရင်းငကောင်းနောင်တနတ်ဝန်မင်းလှမင်းခေါင်ကျော်မဟာသေနာပတိဟုသောအမိများဖြင့်ထင်ရှားသည်လက်ယုံရည်ထက်နှလုံးရည်နှင့်အုပ်ချုပ်ကုကဲမှုတာလွန်သည်အလောင်းဖျားအားထားရဆုံးလက်ယုံကြီးလည်းဖြစ်သည်လင်းကြပြန်ချီခင်ဦးရွာစားလင်းကြပြန်ချီဘွဲရငချစ်ညိုလက်ယုံရည်တွင်အထူးထင်ရှားလျက်ရာဇဝင်တွင်အနန္တသူရိယပြီးလျင်လက်စွမ်းအကောင်းဆုံးဟုယူဆရသူအလောင်းဖျား၏အဓိကရန်သူတော်ဒုတ်ပြီးဓာပြီးကာယသိတိပြီးသည့်အပြင်တူဖက်ရှင်နိုင်သူမရှိခဲ့သောတရေကြီးစန္ဒဝတီခေါ်ခင်ဖုံးကသဲမင်းသမီးစန္ဒဝတီမြမအမိခင်ဖုံးလက်ရဘလူးဖမ်းမိ၍မင်းတရားလက်အပ်ရမှလက်ရဘလူးအားအညှိုးထားခဲ့သူသို့တော်လက်ရဘလူးရှိရာအယုဒ္ဓယသို့လိုက်သွားခဲ့ပြီးဖောင်မှုမင်းသားတစ်ပါးနှင့်အကြောင်းပါထို့နောက်စင်မရှင်လက်ထက်အယုဒ္ဓယတိုက်ပွဲကြီး၌မြန်မာတပ်များအားအကူအညီပေးရင်းကြာဆုံးနရနီရှမ်းစော်ဘွားသမီးတော်ထက်မြက်၍မဟာမာနကြီးသူမိုင်းပင်၌လက်ရဘလူးနှင့်တွေ့ဆုံခဲ့ထို့နောက်ကျိုင်းတုံသို့ရောက်သွားကျင်းဖော်မရှာတိုင်းရေးပြည်အုပ်ချုပ်ရေးများတွင်သာဘဝကိုနှိမ့်မြုပ်ထားခဲ့သူနှင်းမုံရွာငယ်လေးတွေရွာမှတကြီးတူမှလက်ရဘလူးဒဏ်ရာရလျက်ဆေးကုနေရခြင်းချစ်မိခဲ့သောမိမ့်မပြူငကန်ဘလူးတက်မှယူသားအေးဆေး၍တစ္ဆာရှိလာသောအချက်တူလက်ရဘလူး၏လက်ဆွဲတွားလေရာနောက်၌ပါလေးရှိသူငသူရိန်စစ်တီကျော်တူဖြစ်ရမည်ဟုသည့်ရည်မှန်းချက်ဖြင့်တက်ထဲဝင်လာသောလက်ရဘလူးကိုအားကျအတူယူမှတ်သားနေလေးရှိသောလက်ယုံအထူးထက်မြက်သည့်သွေးတောက်ကြီးနောင်အခါသူရိယဒေဝအမိဖြင့်ထောင်စုမူတူဖြစ်လာခဲ့သူတိမ်ပြန်ခင်ဦးစားလက်ရပြန်ချီငချစ်ညို၏အဘမင်းကြီးကျော်စွာခေါ်ငလုံးအားဟန်သာဝရီပါမင်းချီးမြှင့်တော်မူခဲ့သောမြင်းနီကျော်ငချစ်ညိုထံမှလက်ရဘလူးကရှာဖွေရယူခဲ့သည့်မြင်းကောင်းတစ်စီးပုံမှန်မဟုတ်သောလေ့ကျင့်ရေးများဖြင့်စစ်ရေးပြေဝနေခဲ့သောမြင်းလိမ္မာလည်းဖြစ်သည်ဒါနက်စနေမင်းလက်ထက်ကကသဲဇော်ကြီးတဦးနှင့်ပပဲပညာရှင်ကြီးတို့ပူးပေါင်းစီရင်ခဲ့သောတန်ရှင်သွေးတောက်တာလေသိမ်းမှုနေမျိုးရန်နမိတ်ကင်ဆောင်ခဲ့ရမှအင်းဝါနောက်ဆုံးအချိန်များတွင်ပညာကျန်တော်ကြီးပိုင်ဆိုင်ခဲ့ပြီးနောက်အလောင်းမဲတရားထံဆက်တရာလက်ရဘလူးအားပြန်လည်ပြည်သနာသည့်ဓာကောင်းတလန်အပီးစီညံ့စီနိုင်၍အခြားတူသိပ်သောအစွမ်းများစွာလည်းရှိသည်မိစောမွန်မျိုးသမီးတိုက်ခိုက်ရေးသမားတဦးရန်ကုန်တွင်လက်ရဘလူးနှင့်ဆုံရမှရွှေဘိုအထိလိုက်လာခဲ့သူနောက်ပိုင်းပြန်လည်ထွက်ခွာသွားပြီးတကုံ၌ကြီးစားတက်ဖြတ်သူအဖြစ်ကြံရစ်ခဲ့ဦးမင်းတိုက်
နှစ်ဖူးမှခြေဖျားအထိအင်းများမဲနေအောင်ပေါက်ထားသောအင်းဝိဇ္ဇာကြီးတူလက်ရဘလူ၏မဟာယံသူတော်မွန်ဘရင်၏မင်းဆရာဖြစ်ခဲ့သလိုနတ်ချစ်ဂါရာတော်ကြီးကိုလည်းအထူးတလဲပိုင်ဆိုင်သဖြင့်အလိုရှိသည့်ဂန္ဓပနတ်ရုပ်ကစိုးနတ်စိမ်းများကိုခေါ်ယူစေခိုင်းနိုင်သူဖြစ်သည်တိုင်မောင်းတကြီးသားတနက်ပြစ်လက်ဖြောင့်လာတော်လဲယူပပေါ်နိုင်သူလက်စွမ်းအလွန်ကောင်းသောအရေးလွန်ခေါ်ငကန်ကောင်း၏ညီအရေးလွန်အရေးတော်ကိုလွန်အောင်လုပ်နိုင်သဖြင့်အရေးလွန်ဘွဲရသောငကန်ကောင်းလက်ရဘလူးတက်မှမဟုတ်တော့လဲနောင်တွင်ပြန်လည်ပေါင်းဖော်မိကြသည်လက်ဝဲတုံတရအမိရင်ဦးမြတ်သာနေအလောင်းမေတ္တရားကြီးကမောင်နေဟုခေါ်၍နောင်တွင်လက်ဝဲတော်ရထားဖြစ်ထင်ရှားသည်အလောင်းဖျား၏အပားတော်မြဲဝင်စရေးတိုက်ပွဲတိုင်းလိုက်ပါရသူဖြစ်သည်လို့အမိတ်ပြန်တန်းမင်းခမ်းမင်းသားအစီရင်ရတုစသည်တို့ကိုဆက်သွင်းစီစဉ်ဆောင်ရွက်ရသည်မင်းလာစီသူစီတာရွာတကြီးမင်းဦးစီးစိန်နောင်တွင်မင်းလာစီသူဘွဲရပြီးအလောင်းဖျား၏ဦးကြီးတော်လည်းဖြစ်၏ဦးကောင်းနှင့်ထက်တူနီးပါအားထားရသောဗိုလ်မှူးဖြစ်သည်တိန်ကြားမင်းခေါလက်ရဘလူးကဲ့သို့ပင်စင်ဖြူရှင်မင်း၏အရှိဝင်းတော်မူဖြစ်ခဲ့ပြီးတရုတ်စစ်ပွဲများ၌ရိခါထောက်တပ်များကိုပျောက်ကြားနည်းဖြင့်အကြိမ်ကြိမ်တိုက်ခတ်သိမ်းယူနိုင်ခဲ့သူဖြစ်သည်ဝင်ကြီးမဟာတီယသူရ၏စစ်သူကြီးတဦးဖြစ်ကာလက်ရဘလူးအားစိတ်ဝင်စားသည့်အလျောက်စုံစမ်းလိလာလျက်သူထံမကြာခဏခေါ်ယူထားတတ်သူလည်းဖြစ်ပါသည်ရုပ်ပြောင်းရုပ်လွဲအလွန်တော်၍တိန်ကြားမင်းကောင်ချီလာပြီးအတန်ကြားလျင်တရုတ်ဗိုလ်မှူးများကောင်းငင်သို့မော့ကြည့်မိကြသည်ဟုအမိကျော်ခဲ့၏ငမြင်းမုံဆိုးဘွားမှလာသူအသက်အကြီးဆုံး90ကျော်တပ်သားလူယိုကြီးဖြစ်၍အဘမြင်ဟုခေါ်ကြသည်စကားပြောလျင်ဟိုတင်းဟိုဥစ္စာအမြဲပါတတ်ပြီးလိပ်ပတ်မလဲတော့လဲဘဟုတုတနှင့်ပြေဝသူဖြစ်၏ကျော်ရှိန်လက်ရဘလူးတက်မှခဝါတဲ့ထမင်းချက်ဖြစ်သည်မိမရှာတဦးဖြစ်ပြီးညံနီညံနှင့်ပြည့်ရပြုရမည့်ကိစ္စများ၌အားကိုးရသူလည်းဖြစ်၏လက်စွမ်းကောင်းငသူရိန်ကိုပင်အလစ်ငိုက်တိုက်ခိုက်ကာအနိုင်ယူခဲ့ဘူးသည်ဘလူးတက်သားများငထင်ငကောင်းဖြူစသောလက်ရဘလူး၏တက်သားများနေပေါင်းစုံမှဖြစ်တော်လဲတမူး၏အမိတ်ကိုတသွေမတိန်လှုပ်တတ်ကြကာတမူးဆန္ဒအားမိသည့်အခါမှမဆန့်ကျင်ကြသူများလည်းဖြစ်သည်ရဲဝံ့ထူးခြားခြင်းများကြောင့်ဘလူးတန်ဟုနာမည်ကျော်သည်ဒီပလက်ရဘလူး၏ရခင်ဘဝအကူအကြီးဆုံးနဘလူးဗမရဝေလူကဗျက်ကဟုသောညီသုံးဦးနှင့်လက်ရဘလူးဖြစ်လာမည့်စေတဟုသည့်ညီထွေးရှိသည်အစွမ်းအထက်ဆုံးလူပြည်၌စကားပြောလျင်ပင်လျက်ပြက်သောသူဖြစ်သည်သူတို့သည်လက်ရဘလူး၏အဆောင်ရှောက်ညီနောင်များလည်းဖြစ်ကြသည်သိန်းဆောင်မဲလုံးဖီဒရာလက်ရဘလူးရွာမငယ်တငယ်ချင်းများသိန်းဆောင်ဘုံကြီးကျောင်းတက်ဖို့မဲလုံးထက်တက်သမားဖီဒရာရွာမုတ်ဆိုးဒီနေ့ကတော့လက်ရဘလူးမိတ်ဆက်ဆိုတဲ့အတိုင်းပဲဒီဇလန်မှာပါဝင်မဲ့ဇက်ကောင်တွေကိုအရင်ဆုံးမိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာဘယ်ဇလန်ကိုအရင်စတင်ပြီးတော့တင်ဆက်သွားမလဲဆိုတာကိုစောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်